ကျွန်တော်ဒီနေ့မှာတော့69ဧကကျော်အကျယ်ဝန်းရှိတဲ့ဝီတိုရီယာဘုရင်မပန်းချံဒါမှမဟုတ်တလိษံဥယျာဉ်ကိုကျွန်တော်ခေါ်သွားခြင်းပါတယ်ဒီမှာတော့ကျွန်တော်ဈေးနှုန်းလေးတွေလည်းပြပေးထားပါတယ်ကျွန်တော်တလိษံယုံဆိုတာကျွန်တော်တည်ရှိလာတာနှစ်100ကျော်ဝင်းကျင်တွေကိုရောက်ရှိလာပြီပေါ့နော်ဒီထဲမှာကျွန်တော်တို့ဘယ်လိုအကောင့်တွေရှိမလဲပြီးတော့အကောင့်အသစ်တွေအနေနဲ့ရောဘယ်လိုအကောင့်လေးထပ်ရောက်ထားမလဲဆိုတာကိုကျွန်တော်ဗီဒီယိုထဲမှာပြပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုနောက်ဆုံးထဲမှာကျွန်တော်ကြောက်စရာအကောင်းပြီးတော့အပြင်ကိုခုန်ထွက်ဖို့ပဲလုပ်နေတယ်ငွေကြီးတစ်ကောင်လည်းပြပေးထားပါတယ်တလိษံဥယျာဉ်ထဲမှာအကောင်အရေအတွက်အများဆုံးတလိษံကိုပြပါဆိုရင်ကျွန်တော်တမင်ကိုပဲပြပါလိမ့်မယ်တမင်ကနေရာနဲ့တော်တော်ကျယ်လို့အကောင်အရေအတွက်လည်းများတယ်ပေါ့နော်ဒါပေမဲ့တစ်ခုစိတ်မကောင်းစရာကောင်းတာတမင်လေးတွေကပိန်ပိန်လေးတွေအကုန်လုံးပါလေဝါပြည့်ပြည့်လေးနဲ့တမင်ကတော်တော်ရှားတယ်ပေါ့နော်ကျွန်တော်တို့လည်းကစုံရွက်တွေတော့တော်တော်များများတော့ကျွေးခဲ့တယ်ကျွန်တော်တို့နေရတော့လူရမ်းမများတဲ့အတွက်နည်းတက်လေးနဲ့လဲလို့ရတယ်ပေါ့နော်ပြီးတော့သူကလည်းလူများရင်လည်းတလိษံဥယျာဉ်ကအရန်ကျယ်တဲ့အတွက်ကြောင့်လူအရန်များတယ်ဆိုရင်တော့မှနည်းတွားလို့လာလို့အဆင်ပြေတယ်ပေါ့နော်ဘာပဲဖြစ်ဒါကတော့အထီးကျန်နေတဲ့မြောက်လေးပါဒါကတော့ခက်ချေဆရာကြီးပါပဲဒီဆရာကြီးကတော့ဘီစကစ်တွေကောင်းကောင်းစားပါတယ်အရာရခံပြီးကိုတေချာစားတာဘုံနေဟာသူတို့ရဲ့တက်တန်းနှစ်30ကျော်ဝင်းကျင်လောက်ပဲနေရတယ်ပြောတယ်ပေါ့နော်အဲ့မှာနှစ်30ကျော်ပြီးဖြစ်တဲ့ဘုံလေးတစ်ကောင်လေးတွေ့ခဲ့ရပေါ့နော်ဒါကတော့အတိတ်ရောက်နေတဲ့အကောင်လေးပေါ့နော်ဒီဆရာကြီးကတော့သူက AC နဲ့ထားတာဆိုတော့သူ့အထဲထဲမှာတေချာတော့မမြင်ခဲ့ရဘူးပေါ့နော်ဒီမှန်ပေါင်ထဲမှာဆိုတော့တေချာမမြင်ခဲ့ရတော့သူ့တော့ဒါကတော့ကျွန်တော်တို့ရဲ့မော်ပေါ့နော်အသက်80ကျော်နေပြီတော့ကျွန်တော်တလိษံရုံမှာအခုဆိုရင် e-bike တွေရောပြီးတော့အဲဒီ3ဘိန်းလေးတွေရောပေါ့နော်အဲ့ဒါလေးတွေစီးလို့ရတယ်3ဘိန်းကရန်အကြီးတော့မဟုတ်ပေမဲ့ပေါ့နော်3ရောက်လောက်ထိတော့စီးလို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့စီးခဲ့တဲ့3ဘိန်းလေးပါဒီမွေကြီးကတော့ကြောက်စရာကောင်းတယ်ကျွန်တော်တို့လူရှိတဲ့ဘက်ကိုလိုက်ပြီးတော့သူကပပင်းထောင်ပြီးတော့အဲ့လိုမျိုးကြီးလေခုံထွက်ခြင်းလို့ဘာလို့ပေါ့နော်အဲ့လိုမျိုးကြီးလုပ်နေကျွန်တော်မှတ်ရဆိုရင်ပထမတစ်ခေါက်ကျွန်တော်တို့သွားတော့ကလည်းဒီမွေပဲလာတော့မပြောတတ်ဘူးပေါ့နော်အဲ့လိုမျိုးပဲအဲ့အပင်ကနေအဲ့လိုအပြင်ကိုခုံထွက်ဖို့ပပင်းထောင်ပြီးတော့အဲ့ဒါမျိုးကြီးပေါ့နော်ကြောက်ဖို့တော့ကောင်းတာပေါ့ဒါတော့သူနဲ့တချန်နဲ့ထားတဲ့ဖို့ပေါ့နော်ဒါကတော့သူတို့အစာနောက်တစ်ချိန်ပြန်ကျွေးတဲ့အချိန်ပါเนาะကျွန်တော်မေးကြည့်ရတဲ့လောက်တော့သူတို့တရက်ကိုအစာ2ချိန်ကျွေးရလို့သိရတယ်ပေါ့เนาะမနက်တစ်ချိန်ပြီးတော့ညနေပိုင်းတစ်ချိန်ပေါ့เนาะသူတို့2ချိန်အစာကျွေးရလို့သိရတယ်ဒီတစ်ခေါက်ကျွန်တော်တလိษံဝင်တော့ရာဒီဥတုကြောင့်မလားတော့မပြောတတ်ဘူးကြားတွေကအိတ်နေတဲ့ကောင်တွေနဲ့အဲ့လိုထိုင်ပြီးလဲပြီးတော့ရှာထွက်နေတဲ့ကောင်တွေပေါ့နော်မောပန်းနေတဲ့ပုံစံမျိုးကအဲ့လိုကောင်တွေပဲများတယ်ဒီနေ့ဟိုလမ်းလျှောက်ပြီးတော့အစာစားနေတဲ့အကောင်ဆို2ကောင်လောက်ပဲရှိတယ်ဒီနေ့အကောင်တွေဘုံလုံးချင်းတိတ်လဲအဲ့လိုပဲပေါ့နော်လဲပြီးတော့မှရှာထွက်နေတာများတယ်ရာဒီဥတုကြောင့်လားတော့မပြောတတ်ဘူး ဒါ
ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျ